ဦးချင်းကလို့ရတယ်လို့ထင်နေကြတာကြောင့်ကိုတင်ငယ်စိတ်ဝင်နေမိကြောင်းဖွင့်ဟဝန်ခံခဲ့ပါတယ်ဒါပေမဲ့ချီဟိုအတွက်တော့သူမကိုဘယ်တော့မှအဲ့ဒီလိုအမြင်မျိုးနဲ့မကြည့်ခဲ့ပါဘူးသူမရဲ့အတိတ်ကဘလို့ပဲဖြစ်ပါစေသူမဟာသူ့အတွက်တော့အရန်ကိုအဖိုးတန်နဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်သူ့ရဲ့ရိုးသားဖြူစင်မှုကိုတိလိုက်ရတာကြောင့်သူတို့နှစ်ယောက်နောက်တစ်ကြိမ်ပြန်လဲဆင်ပြေသွားခဲ့ကြပါတယ်ရုတ်တရက်ချီဟိုကဘိုင်းအောင်တယ်လို့ညီးတွားလာပါတယ်သူ့ရဲ့ကျမ်းမာရေးအတွက်စိတ်ပူမိတာကြောင့်အီယန်ကသူ့ကိုအလောက်ကနေထွက်ဖို့စဉ်းစားတင်ကြောင်းအကြံပြုခဲ့ပါတယ်လစာကကောင်းနိုင်ပေမဲ့ဟင်းခတ်မှုတွေကိုအမြောက်များအမြဲတမ်းစားသုံးနေရတာကသူ့ရဲ့ကိုယ်ခန္ဓာကိုတဖြည်းဖြည်းချင်းဖျက်ဆီးနေလို့ပါပဲဒီစိတ်ပိုင်းဆိုင်ရာပလိပခကချီဟိုကိုဘေးချအနံချက်ဖြစ်စေခဲ့ပါတယ်တစ်ဖက်မှာလည်းကုမ္ပဏီကသူ့ရဲ့ကျန်းမာရေးပေါ်ဂယူးဆိုင်မှုမရှိသလောက်ပါပဲသူဖျားနာတဲ့အခါမှာဆရာဝန်စီသွားပြဖို့ပဲပြောပြီးပြန်ကောင်းလာတာနဲ့အလုပ်ခွင်စီချက်ချင်းပြန်လာဖို့ပဲမျှော်လင့်ကြပါတယ်အီယန်ကတော့သူ့ရဲ့ကျန်းမာရေးကိုစိုးရိမ်ပြီးသူ့အပေါ်တကယ်ပဲစိတ်ရင်းနဲ့ဂယူးဆိုင်ပေးတာကြောင့်ဒီအလုပ်ကိုဆက်လုပ်ဖို့ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်တစ်ချိန်ကယိုအေးပြီးခိုင်းသမျှလုပ်တတ်တဲ့ဒီမျိုးသားဟာရုတ်တရက်ကိုပိုင်မြင်တွေရှိလာပြီးအလုတ်ထွက်ဖို့အတင်းကျပ်တောင်းဆိုလာတာကိုချီဟိုရဲ့လုတ်ဖော်ကိုင်ဖက်တွေတတိပြုမိသွားတဲ့အခါဒါဟာနောက်ွယ်ကမြောက်ထိုးပင်ကော်လို့သူအပြင်လူကြောင့်ဖြစ်မယ်လို့တန်တရားဝင်လာကြပါတယ်သူတို့ရဲ့စူးစမ်းလို့စိတ်ကနေတဆင့်မကြခင်မှာပဲ ENC ကိုလမ်းစရောက်သွားခဲ့ပါတယ်ချီဟိုလိုပါရမီရှင်တယောက်ကိုအဆုံးရှုံးမခံခြင်းနဲ့ကုမ္ပဏီဒါရိုက်တာဟာသူတို့ရဲ့ဆက်ဆံရေးကိုဖျက်ဆီးပြရမယ်ဆိုရင်တောင်မှကြားထဲကနေဝင်ရောက်နှောက်ယှက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ပြဿနာတွေကအဲ့ဒီမှာတင်မရက်တန့်ခဲ့ပါဘူးဒါပေမဲ့24နာရီစတိုးဆိုင်ကိုသွားမဲ့အစားဆေးဆိုင်ကိုရောက်သွားပြီးသူ့ရင်တွေအရန်ခုန်နေလို့ဆိုပြီးဆေးလာတောင်းပါတယ်ဆေးဝါးကျွမ်းကျင်သူကအစတော့ဇဝေးဇဝါဖြစ်သွားပေမဲ့မကြခင်မှာပဲဒါကယောဂကြောင့်မဟုတ်ပဲအချစ်ကြောင့်ဖြစ်နေတာမို့ဘာဆေးမှမလိုကြောင်းသဘောပေါက်သွားပါတယ်အီယန်ရဲ့အိမ်ပြန်လမ်းမှာစက်သားရောင်းတဲ့သူတယောက်ကရုတ်တရက်ပေါ်လာပြီးလမ်းကြုံလိုက်ပါရစေလို့တောင်းဆိုပါတယ်ကျေးဇူးတင်တဲ့အနေနဲ့အဲ့ဒီလူကချီဟိုကိုဘီယာတပုလင်းပေးခဲ့ပါတယ်ချီဟိုကပိုက်ဆံပေးဖို့သူ့ရဲ့ပိုက်ဆံအိတ်ကိုနိုင်လိုက်တဲ့အခါအထဲမှာငွေသားတွေအစားသူစုဆောင်းထားတဲ့ကူပွန်လက်မှတ်ထပ်လိုက်ကြီးပဲရှိနေတာကိုတွေ့လိုက်ရပါတယ်နောက်ဆုံးတော့ချီဟိုဟာဘီယာပုလင်းကိုကင်ပြီးအီယန်ရဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်ကံကောင်းထောက်မစွာပဲသူမကအကြာကြီးစောင့်လိုက်ရပေမဲ့လည်းစိတ်မဆိုးခဲ့ပါဘူးသူတို့ရဲ့ချင်းတွေ့မှုလေးဆက်သွားခါနီးမှာပဲ ENC ကိုစိတ်မကောင်းစရာသတင်းဆိုးတစ်ခုရောက်လာခဲ့ပါတယ်ဂျင်ကူရဲ့အဖေသူမရဲ့အိမ်ထောင်ဖက်ဟောင်းကွယ်လွန်သွားခဲ့လို့ပါပဲသူတို့တင်းကြောင်မဲ့အိမ်စီကိုအတူတူသွားခဲ့ကြပါတယ်အဲ့ဒီနေရာမှာပဲဂျင်ကူဟာချီဟိုနဲ့ပထမဆုံးအကြိမ်ဆုံတွေ့ခဲ့ရပါတယ်မိခင်ဖြစ်သူရဲ့ဘဝထဲကိုဝင်လာပြီးပြန်ထွက်သွားကြတဲ့အမျိုးသားတွေကြောင့်စိတ်တန်ရာရနေတဲ့သမီးဖြစ်သူကသူ့ကိုမယုံကြည်ပါဘူးသူမကသူတို့ရဲ့ဆက်ဆံရေးနဲ့ပတ်သက်သမျှအရာအလုံးကိုအသေးစိတ်ချက်လက်တစ်ခုချင်းစီလိုက်ပြင်းပြင်းထန်ထန်စစ်ဆေးမေးမြန်းခဲ့ပါတယ်မကြခင်မှာပဲဆဲယိုကိုကဒေါသတကြီးရောက်လာပြီးချီဟိုကိုချက်ချင်းထိုးနှက်ပါတော့တယ်ချီဟိုကအီယန်နဲ့အဲ့ဒီလောက်ထိရင်းနှီးနေတာကိုသူမကြည့်နိုင်လို့ပါသူ့ကိုကာကွယ်ပေးဖို့အတွက်အီယန်ကပြန်လဲတုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်ဒီဖြစ်ရပြီးနောက်မှာတော့နွမ်းလျက်ပင်မမှုတွေကကြီးစိုးသွားခဲ့ပါတယ်အီယန်ကအရှုံးပေးဖို့ဆုံးဖြတ်လိုက်ပြီးချီဟိုကိုသူမစီနောက်ထပ်လာမတွေ့ဖို့တောင်းဆိုခဲ့ပါတယ်ချီဟိုလည်းအလုံးမှာဘာစိတ်အားထက်သန်မှုမှမရှိတော့ပဲဝမ်းနည်းပူဆွေးမှုတွေနဲ့နစ်မြုပ်သွားခဲ့ပါတယ်အီယန်ကလည်းအခြေအနေမထူးပါဘူးညတိုင်းအရက်တောက်ရင်းနဲ့ဗလာချင်းနေတဲ့ခံစားချက်တွေကိုပဲဖျက်ဆီးနေခဲ့ရပါတယ်အလုံးစင်းပြီးတဲ့ညနေခင်းတစ်ခုမှာချီဟိုကဆေးဆိုင်စီနောက်တစ်ကြိမ်ရောက်သွားပြန်ပြီးသူ့ရဲ့ရင်ဘတ်ထဲကမွန်းချက်နေပြီးလဲကြတော့မလို့ခံစားနေရကြောင်းညှိတွားပါတယ်ဒီတစ်ကြိမ်မှာတော့ဆေးဝါးကျွမ်းကျင်သူကချီဟိုအနေနဲ့သူဘာလို့ရမလဲဆိုတာကိုသူကိုယ်တိုင်အတိဆုံးဖြစ်မှာပါလို့အရေးမြတ်ပြောလိုက်ပါတယ်အဲ့ဒီအတိစိတ်ကြောင့်ပဲချီဟိုဟာအီယန်ရဲ့အိမ်စီကိုသွားခဲ့ပါတယ်အနားမှာတော့အိမ်နီးနားချင်းတယောက်ကတေတေတက်တက်ဝတ်ဆင်ပြီးသူ့ရေးစားကိုတချင်းဆိုကလက်ထပ်ခွင့်တောင်းဖို့ပြင်ဆင်နေတာကိုမြင်တွေ့ရပါတယ်အဲ့ဒီအချိန်မှာပဲအီယန်ရောက်လာပြီးချီဟိုတယောက်စိတ်ပြက်လက်ပြက်နဲ့ထိုင်နေတာကိုတွေ့သွားပါတယ်နောင်တတွေကြီးစိုးနေတဲ့ချီဟိုကသူအရင်ကဘလောက်တောင်တတိမမူမိခဲ့ကြောင်းပြန်လဲသုံးသပ်မိသွားပါတယ်သူကနောက်ဆုံးမှာတော့သူ့ရဲ့ခံစားချက်တွေကိုဖွင့်ဟဖို့နဲ့သူ့ရဲ့အချက်အတွက်တာဝန်ယူဖို့တတိတွေကိုစူးစီးလိုက်ပါတော့တယ်သူတို့နှစ်ယောက်ရဲ့ရင်းနှီးနှွေးထွေးမှုဟာဘေးနားကလက်ထပ်ခွင့်တောင်းနေတဲ့လူငယ်စုံတွဲကိုတောင်လွှမ်းမိုးသွားခဲ့ပြီးသူတို့ကြားကနှွေးထွေးမှုကိုပတ်ဝန်းကျင်ကလူတိုင်းခံစားလိုက်ရပါလေနောက်တနေ့မနက်မှာချီဟိုအိမ်ပြန်ရောက်တဲ့အခါဆဲယိုကိုကဒေါသကြီးစောင့်နေတာကိုတွေ့ပြီးအံ့တသွားပါတယ်ဒီတစ်ချိန်မှာတော့ချီဟိုနောက်မဆုတ်တော့ပါဘူးအီယန်ကပိုက်ဆံအတွက်ပဲသူ့နားကတ်တာဆိုတဲ့ဆွဆွဲချက်ကိုသူညှင်းပယ်ခဲ့ပါတယ်စိတ်လှုပ်ရှားမှုတွေပြည့်နှက်နေရင်းနဲ့ချီဟိုကသူ့ရဲ့ငွေကြေးတွေကိုအမြဲတမ်းခန်းချောက်အောင်လုပ်နေခဲ့တဲ့တကယ်တရားခံကဆဲယိုကိုကိုယ်တိုင်ပဲဖြစ်ကြောင်းဖွင့်ဟလိုက်ပါတယ်ပြီးနောက်ဇလန်းကအတိတ်စီပြန်လည်သွားပါတယ်ညီအကိုနှစ်ယောက်ကမိခင်မတူကြပါဘူးဒါပေမဲ့အီဟိုရဲ့မိခင်ကတော့ဆဲယိုကိုပေါ်မေတ္တာထားရမှာဘာမှခွဲခြားမှုမရှိခဲ့ပါဘူးသူမကဆဲယိုကိုသူမရဲ့တားရင်လိုပဲချစ်ခင်လက်ခံခဲ့တာပါဒါပေမဲ့တရက်မှာတော့ဆဲယိုကိုရဲ့အရင်ခောက်မိခင်ကပိုက်ဆံတောင်းဖို့အတွက်ပဲပြန်လဲပေါ်လာခဲ့ပါတယ်ဆဲယိုကိုစိတ်တန်ရာအကြီးကျယ်ရသွားပြီးနောက်ဆုံးမှာတော့လမ်းပေါ်မှာပဲအခြေမဲ့နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်ဆဲယိုကိုပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့ပြီးနောက်မှာချီဟိုနဲ့သူ့မိခင်တို့ကသူ့ကိုလိုက်လံရှာဖွေခဲ့ကြပါတယ်စိတ်မကောင်းစရာကတော့ရှာဖွေနေတော့မှသူ့မိခင်ဟာကားတိုက်ခံရပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်ချီဟိုကိုယ်တိုင်လည်းဥကောင်းမှာပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီးအဲ့ဒီနောက်ပိုင်းသူ့ရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှေးကွေးသွားခဲ့ရတာပါဒါပေမဲ့လည်းသူဟာထူးခြားတဲ့ဉာဏ်ရည်ရန်သွေးနဲ့ကြီးပြင်းလာခဲ့ပါတယ်ချီဟိုကိုတခြားကလေးတွေကအနိုင်ကျင့်တဲ့အခါတိုင်းဆဲယိုကိုကအမြဲတမ်းကာကွယ်ပေးခဲ့ပါတယ်နှမျောဖို့ကောင်းတာကအရွယ်ရောက်လာတဲ့အခါမှာတော့ဆဲယိုကိုဟာလမ်းမကိုရွေးချယ်ခဲ့ပြီး
ဒုက္ခပေးရဲ့သူတယောက်ဖြစ်လာခဲ့တာပါပဲသူ့ရဲ့စိတ်ရှုပ်ထွေးမှုတွေကြားထဲကနေဂျင်ကူလမ်းလျှောက်ဖြတ်သွားတာကိုမြင်တဲ့အခါမှာတော့မကောင်းတဲ့အကြံအစီတွေဝင်ခဲ့တာသေးတယ်ဇလန်းကလက်ရှိအချိန်စီပြန်ရောက်လာပြီးချီဟိုနဲ့အီယန်တို့ဟာနက်နက်ရှိုင်းရှိုင်းစကားပြောဖြစ်ခဲ့ကြပါတယ်သူတို့ရဲ့ရှုပ်ထွေးလာတဲ့မိသားစုနောက်ခံတွေကိုသိရှိထားကြတာကြောင့်သူတို့ရဲ့ဆက်ဆံရေးကိုလက်ထပ်တဲ့အဆင့်အထိအလျင်စလိုမတွန်းအားပေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်မမျှော်လင့်ပဲသူတို့အိမ်ရှိကိုရောက်တဲ့အခါဆဲယိုကိုကအိမ်ထဲကိုခိုးဝင်ပြီးဂျင်ကူကိုရန်မှုဖို့ကြားိုးစားနေခဲ့ပါတယ်ကံကောင်းထောက်မစွာပဲဂျင်ကူကကိုဘလို့ကာကွယ်ရမလဲဆိုတာသိထားတာကြောင့်ဒဏ်ရာမရပဲလွတ်မြောက်သွားခဲ့ပါတယ်ဒါပေမဲ့လည်းမိမိကလေးအနေနဲ့ပြုခံရလို့နှီးပါဖြစ်ခဲ့တာကိုမျက်ဝါးထင်ထင်မြင်လိုက်ရတဲ့အီယန်ရဲ့နှလုံးသားကတော့အပိုင်းပိုင်းကြေကွဲသွားခဲ့ရပါတယ်ချီဟိုလည်းသူ့ဘဝကိုအမြဲတမ်းဝင်ထုတ်ဝင်ဖို့ဖြစ်စေတဲ့ဆဲယိုကိုပေါ်အကြီးကျယ်ဒေါသထွက်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ချီဟိုကကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ခဲ့ပြီးအလောက်ကနေတရားဝင်နှုတ်ထွက်ခဲ့ပါတယ်သူ့ရဲ့နေ့ရက်တွေကကျမ်းမာရေးနဲ့မညီညွတ်တဲ့အကျင့်ဟောင်းတွေစီပြန်လည်ကျရောက်သွားခဲ့ပါတယ်အစာကောင်းမစားညစ်တဲ့အထိမအိပ်ပဲအရက်တွေတောက်နေခဲ့ပါတယ်ခံစားနေရတဲ့ဝမ်းနည်းမှုတွေကိုဖြေဖျောက်ဖို့အတွက်မနက်စောကြီးမှာအပြင်ထွက်ပြီးကြောဂင်းလုပ်အပြေးလေးကျင့်တက်ပြီးတခါတရံမှာညမိုးကျုပ်တဲ့အထိဆက်ပြေးနေမိတတ်ပါတယ်တရက်မှာတော့စိတ်လွင့်နေတော့မှပဲအီယန်ကသူ့ကိုမမျှော်လင့်ပဲမြင်တွေ့သွားခဲ့ပါတယ်သူတို့အခြေအနေနဲ့ငယ်အပြန်လန်မင်းမြန်းဖြစ်ခဲ့ကြပြီးသူတို့ရဲ့မျက်ဝန်းတွေကိုကြည့်ုံနဲ့တင်တယောက်ကိုတယောက်ချစ်နေကြသေးတယ်ဆိုတာထင်ရှားလာပါတယ်ဒါပေမဲ့ဆွတ်လို့မရတဲ့မိသားစုတန်ရောစင်တွေကသူတို့ကြားမှာခြားနေတာကြောင့်အရာအလုံးကနာကျင်စရာကောင်းလောက်အောင်ခက်ခဲနေခဲ့ပါတယ်တရားမှာတော့ချီဟိုကလုတ်ဖော်ကိုင်ဖက်ဟောင်းတယောက်နဲ့မမျှော်လင့်ပဲဆုံတွေ့ခဲ့ပြီးသူကအစာပြေမုံတွေနဲ့ကျမ်းမာရေးပေါ်တက်ရောက်မှုအကြောင်းဆွေးနွေးမဲ့တိုက်ရိုက်ထုတ်လွှင့်မဲ့ရုပ်မြင်သံကြားအားစီစဉ်အဘောက်အရာရှလဒိုင်ဟန်နဲ့မာပါဝင်ဖို့ကန့်လန့်ခဲ့ပါတယ်အစီအစဉ်ကတိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပေမဲ့ချီဟိုနေနဲ့ဒါရိုက်တာပြင်ဆင်ပေးထားတဲ့ဇညွန်တိုင်းပဲပြောဖို့မျှော်လင့်ထားကြပါတယ်ထုတ်လွှင့်ဖို့10မိနစ်လိုမှာပဲဒါရိုက်တာကချီဟိုစီရုပ်တရက်ဖုံးဆက်ပြီးအမှန်တိုင်းနဲ့ကိုဖြစ်အောင်ပဲပြောပါတော့လို့ပြောခဲ့ပါတယ်သူ့ရဲ့စိတ်လှုပ်ရှားမှုကိုပို့ပြီးဆိုပေးရဲ့အနေနဲ့ဒါရိုက်တာကအီယန်တယောက်နိုင်ငံသားကိုထွက်ခွာသွားတော့မဲ့အကြောင်းကိုပါမရည်ရွယ်သလိုနဲ့ထည့်ပြောသွားခဲ့ပါတယ်ဖုံးချပြီးနောက်မှာတော့ချီဟိုတယောက်လုံးဝစိတ်မတည်မငြိမ်ဖြစ်သွားခဲ့ပါတယ်သူ့ရဲ့အတွေးတွေလွင့်စင်ကုန်ပြီးဆွေးနွေးပွဲအပေါ်အာယုံစိုက်ဖို့ရုန်းကန်ခဲ့ရပါတယ်စီစဉ်ထားတဲ့အတိုင်းမုံတွေကိုကျမရင်းနဲ့ညီညွတ်ပါတယ်လို့ကြော်ညာပေးမဲ့အစားသူကအမှန်တိုင်းပဲပွင့်ပွင့်လင်းလင်းပြောချင်ရပြောပါတော့တယ်မုံတွေကိုစားသုံးတဲ့နေရာမှာအမြဲတမ်းအကန့်အသတ်ရှိတဲ့ကြောင်းသူကရှင်းပြပါတယ်တခါတရံစားတာကအဆင်ပြေမဲ့အလွန်ကြုံစားသုံးမိရင်တော့ပြင်းထန်တဲ့အာဟာရချိုးတဲ့မှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာပဲချီဟိုဟာအီယန်ပေါ်ထားတဲ့သူ့ရဲ့စိတ်ရင်းမှန်တွေကိုပါပွင့်ပွင့်လင်းလင်းဖွင့်ဟောင်းဝင်ခံခဲ့ပါတယ်ဒါကိုအိမ်ကနေကြည့်နေတဲ့ဆဲယိုကိုဟာသူ့ညီရဲ့ဘဝမှာအဟန့်တားတစ်ခုဖြစ်ခဲ့မိလေချင်းဆိုပြီးနောင်တတွေအကြီးအကျယ်ရသွားခဲ့ပါတယ်သူကဂျင်ကူစီတိတ်တဆိတ်သွားရောက်ပြီးသူလုပ်ခဲ့သမျှအရာအလုံးအတွက်တောင်းပန်ခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သူမရဲ့မိခင်နဲ့ချီဟိုတို့ရဲ့ဆက်ဆံရေးအတွက်သူမရဲ့ခွင့်ပြုချက်ကိုစိတ်ရင်းမှန်နဲ့တောင်းခံခဲ့ပါတယ်အဲ့ဒီညနေပိုင်းအိမ်ပြန်ရောက်တဲ့အခါဂျင်ကူကတတိချို့လီးပေးဖို့တောင်းဆိုပါတယ်အီယန်အခန်းထဲကိုဝင်လာတဲ့အခါ laptop delete ပေါ်မှာချီဟိုရဲ့စိတ်ရင်းမှန်နဲ့ဝန်ခံချက်ဗီဒီယိုကိုပြန်ဖို့အင်းပြနေတာကိုသတိပြုမိသွားပါတယ်အကြီးကျယ်စိတ်လှုပ်ရှားသွားရတဲ့အီယန်ဟာအပြင်ကိုအလောတကြီးပြေးထွက်သွားပါတော့တယ်လမ်းပေါ်ကမမျှော်လင့်ထားတဲ့အခိုက်အတန့်တစ်ခုမှာတော့အီယန်ဟာကားတစ်စီးနဲ့မတော်တဆတိုက်မိလူနီးပါးဖြစ်သွားခဲ့ပြီးအဲ့ဒီကားထဲမှာရှိနေတာကချီဟိုဖြစ်နေတာကိုသိလိုက်ရပါတယ်စိတ်လှုပ်ရှားစရာကောင်းတဲ့အခမ်းအနားလေးရဲ့မှာပဲသူမကသူ့စီပြေးသွားပြီးသူ့ကိုဖတ်ထားလိုက်ပါတယ်ပြီးတော့သူတို့နှစ်ယောက်ပြန်လည်ပေါင်းထုတ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အမျိုးသားတစ်ယောက်ရဲ့အချစ်ကအမျိုးသမီးတစ်ယောက်တည်းပေါ်မှာပဲတစ်သက်လုံးပုံအပ်ထားနိုင်တယ်ဆိုတာတကယ်ပဲဖြစ်နိုင်ပါတယ်အဲ့ဒါကတော့အီယန်ပေါ်ချီဟိုထားရှိတဲ့ခံစားချက်အတိုင်းပါပဲသူတို့နှစ်ယောက်လုံးကငယ်ရွယ်တဲ့အရွယ်တွေမဟုတ်ကြတော့ပေမဲ့သူတို့ရဲ့အချစ်ဇာတ်လမ်းကရိုမန်တဆန်တဲ့အချစ်ဆိုတာလူငယ်တွေအတွက်ပဲတီးတတ်မဟုတ်ကြောင်းသက်သေပြခဲ့ပါတယ်